ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရနီးရနေကျမကိုချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခုနှစ်ရက်သားသမီးများလုံးရှင်းနေဘွားသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ကျမကတော့ဆရာကြီးမင်းသင်္ကာရဲ့တပည့်တူဖြစ်တဲ့ဆရာမတင်းတန်နာစောပဲဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးများတွေ၄လပိုင်းတစ်လစာဟောစတန်များကိုရေရင်ဟာလေးကအစဟောပြောပြီးတော့မှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုတနင်္လာသားသမီးများပါနေတယ်ကြည်နေတယ်တွေ့နေရတယ်ဆိုရင်တော့အစအဆုံးလေးကြည်ပြီးသွားပါ။ကျမအနေနဲ့တနင်္လာသားသမီးများရဲ့တလစာကိုစေတနာမေတ္တာရှေ့ထားပြီးတော့မှဟောပြောပေးခြင်းဖြစ်ပါတယ်။တနင်္လာသားသမီးများ၄လပိုင်းမှာဆိုရင်အင်မတန်ကံကောင်းတဲ့လတလပြောလို့ရပါတယ်ခရီးနဲ့ပတ်သက်ပြီးတော့အရန်ကိုကံကောင်းတတ်ပါတယ်ပညာရေးရတတ်ပါတယ်ပညာတစ်ခုခုကိုသင်ယူတက်လွယ်တဲ့ကာလတစ်ခုဖြစ်ပါတယ်စိတ်ဝင်စားမှုတွေရရှိပြီးတော့မှပညာသင်ယူတက်မြောက်တတ်ရပါတယ်အဲ့တော့ပညာထူးတွေရမယ်ပညာထူးဆိုတော့ကျမတို့ဂမ်ဘီယာနဲ့ပတ်သက်တဲ့ပညာရက်တွေဘေးရင်နဲ့ပတ်သက်တဲ့ပညာရက်တွေဘေးရင်သင်တန်းတွေတက်ရတာမျိုးတွေဖြစ်တတ်ပါတယ်အိမ်တောင်ရှိနေရင်တော့တနင်္လာသားသမီးများအထူးဂရုစိုက်ပါတကြက်ကြက်ရန်ဖြစ်တတ်ပါတယ်မတက်အတူနေကာလတစ်ခုလည်းဖြစ်သွားတတ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးများစကားအပြောအဆိုအထူးဂရုစိုက်ရမှာဖြစ်ပါတယ်မိမိတို့အနေနဲ့မိမိတို့ရဲ့ဘာမဟုတ်တဲ့နှုတ်ထွက်စကားလေးတွေကြမ်းတမ်းသွားတာကြောင့်ကိုယ့်ပုံမှာသူ့တပားကမကောင်းတာနဲ့ကြံစီတာမျိုးတွေစုံအတက်ကဝိအတက်မျိုးနဲ့ပြူစားခြင်းတွေခံရတာမျိုးတွေကြုံရတတ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးများအပြောအဆိုအထူးဂရုစိုက်ပြီးနေပေးပါဒီကာလမှာတနင်္လာသားသမီးနားရတယ်ကိုမရှိဘူးအိမ်မှာနေရတယ်ကိုမရှိဘူးတွားနေရတယ်တစ်ခုပြီးတစ်ခုခရီးတွေတွားရတာမျိုးတွေဟိုမိတ်ဆွေပေါင်းတွေတွေ့တွားရတာမျိုးတွေဟိုနေရာတွားရတာမျိုးဒီနေရာတွားရတာအိမ်မှာနေရတဲ့ရက်ကနဲပါသွားတတ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးများဒီ၄လပိုင်းမှာဆိုရင်မိမိတို့စိတ်ကလေးကိုလျှော့ချပြီးတော့မှအတိတ်ထံရက်ရှိတစ်ခုခုဝင်တာတက်လော့စားပေးတာမျိုးတွေဥပုပ်စောင့်တာမျိုးတွေပြုလုပ်ပေးရင်တော့ကံမြင့်တဲ့ကိုရောက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့တနင်္လာသားများဒီ၄လပိုင်းမှာဆွေမျိုးသားချင်းတွေကနေပြီးတော့အကြီးအကဲနေတိုင်းမကောင်းတဲ့သတင်းတွေကြားရတတ်ပါတယ်မိမိကိုယ်တိုင်သွားတာမျိုးတွေမလုပ်ပါနဲ့မိမိရဲ့ကျန်းမာရေးပါထိခိုက်တတ်ပါတယ်နောက်တစ်ခုအလှမင်္ဂလာကိန်းတွေပေါ်ပေါက်တတ်ပါတယ်အလှမင်္ဂလာကိန်းတွေကိုယ်တိုင်ဆောင်ရွက်တကယ်တော့ပြုလုပ်ရတတ်ပါတယ်အဲ့တော့ထီပေါက်ကိန်းလည်းရှိပါတယ်၄လပိုင်းဒီ20ကျော်မှာထီထိုးပေးပါတနင်္လာသားသမီးများထီပေါက်ကိန်းလုံးဝရှိပါတယ်မမေ့ပါနဲ့နောက်တစ်ခုပြောချင်တာကကြတော့မိမိတို့ရဲ့လုပ်ငန်းဆောင်တာမှာလက်အောက်ငယ်သားမမြဲဘူး၄လပိုင်းမှာနော်ထွက်သွားတာမျိုးတွေကိုယ်မှာသားသမီးရှိတယ်နော်မိန်းကလေးရှိနေမယ်ယောက်ျားလေးရှိနေမယ်လူငယ်လူရွယ်ရှိနေတယ်ကိုယ်အိမ်မှာရှိနေတယ်ဆိုလို့ရှိရင်အိမ်မှာမနေချင်မဲနဲ့ရုတ်တရက်အိမ်ကနေထွက်သွားတာမျိုးတွေစိတ်ဆိုးပြီးဆင်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့တနင်္လာသားများဒီကာလလေးမှာမိမိတို့အနေနဲ့စိတ်ကလေးကိုလျှော့ပြီးတော့မှနေပြီးဖို့အရန်ကိုအရေးကြီးပါတယ်အဲ့တော့ကျမကြီးနဲ့နေနဲ့ကြာတော့လေသွားကြိုက်တာတွေသွားနာတာတွေဖြစ်တတ်ပါတယ်မရောက်ဘူးတဲ့ခရီးတွေမသွားဘူးတဲ့နေရာဒေသတွေလည်းရောက်ရှိသွားတတ်ပါတယ်အဲ့တော့တနင်္လာသားသမီးများဒီကာလလေးမှာမိမိတို့အနေနဲ့ကြာတော့လုပ်ငန်းသစ်စတင်တာမျိုးတွေအိမ်အစ်စ်ငှားပြီးတော့မှ
ပြောင်းရွှေ့နေထိုင်ရတာမျိုးတွေလေးလပိုင်းမှာအရန်ကောင်းပါတယ်အဲ့တော့မြေကိစ္စတွေဆောင်ရွက်မယ်အိမ်ကိစ္စတွေဆောင်ရွက်မယ်နော်ခြံကိစ္စတွေဆောင်ရွက်မယ်မြေယာနဲ့ပတ်သက်တဲ့ကိစ္စတွေရည်ရွယ်ထားတယ်ဆိုရင်လည်းအောင်မြင်ပြီးမြောက်တတ်ပါတယ်မမျော်လင့်မဲ့နဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှအမြတ်စွန်းများများဆဆရရှိတာမျိုးတွေလည်းဖြစ်သွားတတ်ပါတယ်ဒါကြောင့်တနင်္လာသားများဒီကာလလေးမှာကျမ်းမာရေးအထူးဂရုစိုက်ပြီးပါခန္ဓာကိုယ်ထိခိုက်မိခြင်းတွေတိုးထွက်တန်ရုံကိစ္စမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုမကြာခဏဒီ၄လပိုင်းမှာရေတန့်လေးပေါ့ရေတန့်တန့်လေးတန့်နိုင်တဲ့လောက်တန့်ပြီးရေတန့်တန့်လေးကိုခွက်ကလေးလှလှလေး9ခွက်နဲ့တူမြတ်စွာဘုရားရှင်ကိုတမန်တမုတ်တော်ခုံတော်တနေ့လျင်ပတိတပတ်49ရက်တိတိစိတ်ပေးရမှာဖြစ်ပါတယ်ရေ9ခွက်နဲ့အတူပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒါကတော့တနင်္လာသားသမီးများအထူးပြုလုပ်ရမယ်ရေတရာဆိုရင်လည်းမမှားပါဘူးအဲ့တော့မိမိတို့အနေနဲ့ကတနင်္လာသားသမီးများဒီကာလလေးမှာဇာတာပတိသားသမီးတွေဗုဒ္ဓဘုသားသမီးတွေတနင်္ဂနွေသားသမီးများနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာဖြစ်သွားတတ်ပါတယ်ဒါကြောင့်အထူးဂရုစိုက်ပေးပါအဲ့တော့တနင်္လာသားသမီးများဒီကာလလေးမှာဇေဒီတဆူဆူကိုတွားပြီးတော့မှဗရောက်သားလေးနဲ့ဗုဒ္ဓအခါကြီးရက်ကြီးတွေမှာစိတ်ပေးမယ်ဆိုရင်အယံကိုကောင်းသွားပါလိမ့်မယ်အယံကိုလည်းကံကောင်းသွားပါလိမ့်မယ်အဲ့တော့ထီထိုးမယ်လို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်တော့20ကျော်နောက်ပိုင်းမှာထီထိုးပေးပါအဋိဌာန်တွေတစ်ခုပြီးအောင်မြင်သွားပြီဆိုရင်လည်းထီထိုးလိုက်ပါထီပေါကိန်းရှိပါတယ်အဲ့တော့တနင်္လာသားသမီးများဒီကာလလေးမှာခရီးကိစ္စတွေဆောင်ရွက်မယ်ဆိုရင်အယံကိုကောင်းပါတယ်နိုင်ငံခြားခရီးတွေတွားရတတ်ပါတယ်အင်တာဗျူးဖြေဆိုတာမျိုးတွေအောင်မြင်တတ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးတွေကအင်မတန်စမ်းပွင့်တဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိရဲ့ချစ်သူအဝေးကိုရောက်နေတယ်ဆိုလို့ရှိရင်စိတ်မချတာမျိုးတွေဖြစ်တတ်ပါတယ်ခဏခဏစကားများတာမျိုးတွေရန်ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်အိမ်တော်ရေးဆိုရင်လည်းဒီတိုင်းပါပဲเนาะမတက်အတူနေပေါ့ခဏခဏတစ်ကြက်ရန်နေဖြစ်သွားတတ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးများချစ်သူမရှိသေးဘူးဆိုရင်တော့ချစ်သူရရှိတတ်ပါတယ်ကိုယ်ချစ်ခင်နှစ်သက်တဲ့လူပေါ်ပေါက်လာတတ်ပါတယ်မျက်နှာပွင့်မဲ့စမ်းပွင့်မဲ့လူချစ်လူခင်ပေါ်များတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်ကဲတနင်္လာသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်